လွမ်းစရာအညာຫນွေဥရဲ့အငွေ့သက်တွေကအညာမီကိုဖြတ်တန်းသွားချိန်မှာပေါက်ပန်းတွေကတောရိုင်းမြေပြင်မှာမီးတောက်တွေလိုတောက်ပစွာပွန်လန်းနေပါတော့တယ်ပခုတ်ကူပေါက်မြိုင်မြို့နယ်တွေရဲ့လမ်းဘေးတစ်လျှောက်တောဆက်တွေမှာပေါက်ပန်းတွေကအနီရဲရဲနဲ့ကြွားကြွားဝုံဝုံပွင့်နေတာမြင်ရသူတိုင်းရဲ့နှလုံးသားကိုဖန်ဆားနိုင်လောက်ပါတယ်မနဲ့စောစောနေအောင်ကြီးနုနုလေးနဲ့အတူလက်ကွင်းတွေထဲလျှောက်သွားရင်ပေါက်ပန်းရနံလေးကလေထဲမှာတဝဲဝဲပြန့်လွင့်နေတာကအညာရဲ့တဘာဝအလှကိုပို့ပြီးပေါ်လွင်စေပါတယ်။ပေါက်ပန်းတွေရဲ့အနီရဲရဲအယောင်ကအညာမြေရဲ့6သွေးတဲ့အဝါရောင်ကိုလွှမ်းခြုံထားသလိုပါပဲ။ပေါက်မြုပ်နယ်ရဲ့ဒေါ်လန်လေးတွေထဲလျှောက်သွားရင်ပေါက်ပန်းပင်တွေအောက်မှာထိုင်ပြီးငှက်ကလေးတွေရဲ့ဒေးတံကိုနားထောင်ရတာကတကယ်ကိုအပန်းပြေစေပါတယ်။ကလေးဘဝတုန်းကပေါက်ပန်းတွေကိုခူးပြီးကြက်ခွတ်တန်းကစားခဲ့ကြတဲ့အမတ်တရားတွေကလည်းပြန်လည်ပေါ်လာပါသေးတယ်။မြိုင်မြို့နယ်ရဲ့လေကွန်းဆက်မှာရှိတဲ့ပေါက်ပင်ကြီးတွေကတော့အရေးအာဝါဒကောင်းကောင်းပေးစွမ်းနိုင်ပါတယ်။တောင်တူဦးကြီးတွေကလည်းပေါက်ပင်အောက်မှာခဏနာပြီးဒီတစ်ခွက်တောက်ရင်အမောဖြေကြပါတယ်။ညနေဆောင်နေဝင်ချိန်မှာပေါက်ပန်းတွေရဲ့အယောင်ကပိုပြီးညီရဲတောက်ပါလာပြီးအညာမြေရဲ့အလှကိုပိုပြီးပေါ်လွင်စေပါတယ်။အညာရဲ့ပေါက်ပန်းတွေကຫນွေဥရဲ့တင်ကေတတစ်ခုဖြစ်တယ်လို့ညာသားတွေရဲ့ရိုးသားမှုကြံ့ခိုင်မှုတွေကိုလည်းပေါ်ညွှန်းနေပါတယ်။ပေါက်ပန်းတွေပွင့်ချိန်ရောက်တိုင်းအညာမြေကိုလွမ်းတဲ့စိတ်ကပိုပြီးပြင်းထန်လာပါတယ်။အညာရဲ့တဘာဝအလှနဲ့ရိုးသားတဲ့ညာသားတွေရဲ့ဘဝကိုပြန်လည်ခန်းစားခြင်းစိတ်တွေလည်းတဖွာဖွာပေါ်လာပါတော့တယ်။